လက်ထက်ခံလေးဆောင်ရွက်ကအောင်အသက်ကုန်ရှင်အပြင်ကုဏဝရပညာအပြင်ကြီးမြောက်တဲ့အကိုကြီးတွေအမကြီးတွေကနေကလေးတွေကိုလက်ထက်ခံလေးဆောင်ရွက်ပေးအောင်နော်မင်္ဂလာပိတ်သိရေများမပြန်ခင်ကျွန်တော်ဒီဇနီးမောင်နှံကိုလက်တွဲခိုင်ခိုင်မြဲမြဲဖြစ်ဖို့ကဲအမေရထထဝေအမေရပေါ်ဝါယူလာခဲ့စုလျာရစ်ပတ်တယ်ဆိုတာအဲ့ဒါပြောတာနော်ထာဝရခိုင်မြဲခြင်းအေးမြခြင်းခိုင်မြဲခြင်းဆိုတဲ့အတိတ်ကိုဆောင်တာပေါ့နော်ဒီလက်ထက်ခံကကျွန်တော်ဆောင်ရွက်ပေးတာမဟုတ်ပါဘူးဒီဆရာနဲ့ဒီဆရာမနဲ့ဆောင်ရွက်ပေးတဲ့လက်ထက်ခံလေးလို့ဒီလိုလေးမြင်ပေးပါနော်ဒါနဲ့သမီးဒီနေ့ဒီရဲ့ဒီချိန်မှာစ၍ဘဝတုတ္တပမင်္ဂလာရခန္တုတ္တပဒေဝတာတပ္ပဗုဒ္ဓနုပါဝေနတရာတုကေဘုံတုတေဘဝတုတ္တပမင်္ဂလာအလုံးစုံသောမင်္ဂလာပေါင်းတို့သည်အေမင်္ဂလာမောင်နှံတို့၏အပေါ်၌အစဉ်ထာဝရကြောက်ရောက်ပါစေတပ္ပဒေဝတာအလုံးစုံသောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့မှာအမြဲထာဝရကျမ်းမာလို့ချမ်းသာပြီးလှုပ်စည်းပွားကင်စည်းပွားတွေတိုးတက်သည်ဖြစ်၍ဘေဥပ္ပရန်ဆွဲအန္တရာယ်ခတ်သိမ်းနေကင်းဝေးရန်စောင့်ရှောက်ကြပါစေကုန်သတည်းတပ္ပဗုဒ္ဓနုပါဝေနတပ္ပဓမ္မနုပါဝေနတပ္ပသံဃာနုပါဝေနအလုံးစုံသောဘုရားရှင်တို့၏အလုံးစုံသောတရားဓမ္မတို့၏အလုံးစုံသောတန်ဃာတို့၏မေတ္တာတော်အာနုဘော်တို့ကြောင့်တရားအခါခက်သိသူကီကိုရောစိတ်ပါချမ်းချမ်းမာမာချမ်းချမ်းသာသာရှိကြပါစေဟွန်းတုဘဝတုမုတ်ချမသွေဖြစ်ကြပါစေတည်းလို့အောင်စေယတုအောင်စေယတုအောင်စေယတုတပ္ပမင်္ဂလာအလုံးစုံသောအောင်စေရာအောင်စေခြင်းတို့သည်ဤမင်္ဂလာသူတို့သားသူတို့သမီးတို့၏အပေါ်၌အစဉ်ထာဝရကြရောက်ပါစေတည်းရောက်ရှိပါစေတည်းဘေဥပ္ပရန်ဆွဲအန္တရာယ်ခတ်သိမ်းတို့သည်လည်းယနေ့မှစ၍ကင်းစင်လွတ်ပြောက်ဝေးကွာရှင်းနိုင်ကြပါစေလို့ဦးကနေဆုတောင်းမြတ်တာပို့တာပါတယ်အောင်မင်္ဂလာအောင်မြင်ရာသည့်အောင်ခါရဲမြတ်စက္ကပတ်နှင့်နက်ခတ်အကျွမ်းလက်ထက်ခန်းတွင်နတ်ပန်းတေစာတပြေညာဖြင့်ရေပြာခရုဇယတုဟုသိုးစုပထနာအောင်တိတ်ကောင်းအောင်နမိတ်ကောင်းဖြင့်အောင်ဘိတ်သိက်သွန်လောင်းလိုက်ပါတော့မယ်ခင်ဗျာဒါကြောင့်မို့မင်္ဂလာတွေထက်ခါဖြစ်စေဖို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအောင်အမရောဟရိပဋ္ဌပင်ကဇံတေပိတကံဟရိဟရိမဟိန္ဒရောပါဟိန္ဒရောဖြသန္တရောနရသန္တရောဗေဒပါလာကြရာတူရိတရာကစတရာစိဏမလီကောသမမန်တွန်တရာအမရောပင်ကဇံကျုပ်ဗန္တုတေဇယမင်္ဂလေးကျုပ်ဗန္တုတေဇယမင်္ဂလေးကျုပ်ဗန္တုတေဇယမင်္ဂလေးစိဏမဏိယရဏာနိဗုဒ္ဓံဗုဒ္ဓတရံယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိဏမဏိယရဏာနိဓမ္မံဓမ္မယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိဏမဏိယရဏာနိတံဃာတံဃယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုအလုံးစုံသောမင်္ဂလာအပေါင်းတို့အစဉ်ထာဝရကြာရောက်နိုင်ကြပါစေခမညာလို့ဆုတောင်းထောပနာပြုတာရင်းနဲ့မင်္ဂလာတို့သားတို့သမီးတို့ယနေ့မှစ၍ဘေးထွေထွေရှင်းစေဖို့အေးရေကင်းတန်လေးပေးပါဦးကျော်စွာဝင်းဗုဒ္ဓဤကုံကိုလုံးကြုံလုံးစုံပေးရန်ကွာဗုဒ္ဓဤကုံကိုလုံးကြုံလုံးစုံပေးရန်ကွာဗုဒ္ဓဤကုံကိုလုံးကြုံလုံးစုံပေးရန်ကွာဘုရားကုံတော်9ပါးတရားကုံတော်6ပါးတန်ခါကုံတော်9ပါးလို့ခေါ်တဲ့ဂုံတော်များလွှမ်းခြုံပါဖြင့်ပရိယေများပတ်ဖြန်းသောအချိန်မှစ၍အေမင်္ဂလာတို့သားတို့သမီးတို့သည်ကောင်းမြတ်တို့ဘောတာရုခေါ်နိုင်သောနတ်ဘုံနဲ့နတ်မှာဆံမြန်းပြီးတော့လူလောကလူဌာနမှာလည်းပဲလောကီကောင်းကျိုးမင်္ဂလာအဖျားဖျားများလောကုတ္တရာကောင်းကျိုးမင်္ဂလာအဖျားဖျားများပြုနိုင်ကြပါစေကုန်သတည်းပြုနိုင်ကြပါစေကုန်သတည်းပြုနိုင်ကြပါစေကုန်သတည်းဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိ
ရားကိုလည်းပူဇော်ရင်တရားကိုလည်းပူဇော်ရင်သံဃာကိုလည်းပူဇော်ရင်မိဘဆရာသမားများကိုလည်းပူဇော်ရင်တဲ့နော်တင်ဆရာမြင့်ဆရာကြားဆရာမြောက်ဒီတို့အနန္တခေဝီကျေးဇူးရှင်များနဲ့ဆရာသမားကိုပူဇော်ရတဲ့အကျိုးအားတို့ကြောင့်အာယုဝိနာတဒုက္ခဗလာပရိပါဏဆိုတဲ့အသက်ရှိခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဆိုတော့အကျိုးတရားပေါင်းလို့ပြည့်စုံပြီးတော့အနိစ္စဘေးနဲ့ဉာဏ်မှတ်တဲ့ဘဝဘဝတိုင်းကိလို့ညင်ကြပါစေဒီသားတေသမီးတို့ဒီဟိုအောင်မင်းအောင်ပေါင်းတင်ကြရပါစေတည်းလောကီကောင်းကျိုးလောကုတ္တရာကောင်းကျိုးဆိုတဲ့ကောင်းခြင်းမင်္ဂလာအပြားပြားဒီနေ့ဒီရက်ဒီချိန်မှစ၍ရရှိပါစေတည်းရောက်ရှိပါစေတည်းကဲတော့ကိုကြီးကိုသိမင်းတို့လည်းအထူးကျေးဇူးတင်တယ်ကိုရဲ့မိဘများဖြစ်ကြတဲ့နော်ဦးစံညွန်းတို့ဒေါ်စန်းလိုက်တို့ဦးချိုလေးတို့ဒေါ်စန်းချင်းတို့လည်းအထူးကျေးဇူးတင်တယ်လို့မိဘများနော်တာသမီးပေါ်မှာတာဝန်ချေတာနော်မာကြီးတို့ချင်းတဲ့တော်နော်အစီအစဉ်လေးချရတဲ့ချိန်ခါလေးမှာတေးသရှင်မဆန္ဒတွင်းနဲ့ဘဘက KB ဆရာကျော်စွာနိုင်တို့ကကောင်းခြင်းမင်္ဂလာတဲ့ရွှေဘိုးကွေဘိုးတွေရွာအောင်ဗျာကဲကောင်းခြင်းမင်္ဂလာလေးနဲ့စရအောင်ဗျာကင်မရာကျော်မပတ်စံကျဲမယ်နော်အောင်ပရိဖြာကျက်တဲ့တက်နေတူသာတောင်းကျုံမြဒီစီစဉ်ဆောတော့တိုင်းလေးပြန်ရအောင်နော်ယရနာရွှေမိုးဝင်မိုးရွာယရနာရွှေမိုးဝင်မိုးတွေရွာပြီပြိုမင်္ဂလာသတိပေါတာတို့ရဲ့မင်္ဂလာအခါပွဲကြီးမှာနှစ်ဖက်မိဘစုံလင်စွာဖြင့်ကျင်းပကြတဲ့ပွဲတော်ကြီးမှာကျက်တဲ့တက်နေရွှေမိုးဝင်မိုးတွေရွာတော့ပြောပါလိမ့်ခင်ဗျာတောင်းကျုံမြဒီပါစီစဉ်ဥစ္စာတွေနာတို့ယရနာရွှေမိုးဝင်မိုးရွာယရနာရွှေမိုးဝင်မိုးရွာမင်္ဂလာတရားမင်္ဂလာစကားဆိုပြီးတော့သာမင်္ဂလာရှိတဲ့နေရာမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာခါကြပြီထင်ရဲ့မင်္ဂလာတည်းရည်သွင်းလို့ချင်ညာမင်္ဂလာတရားမင်္ဂလာစကားဆိုပြီးတော့မင်္ဂလာရှိရမင်္ဂလာတွေစုကြပါစေမင်္ဂလာများဆက်ရောက်လို့လားမင်္ဂလာအခါကြပြီထင်ရဲ့မင်္ဂလာတည်းရည်သွင်းလို့ချင်ညာမြို့နေပြည်ရွာလုံးပီတိတွေပေါင်းလို့ပြုံးရွှေဝမ်းသာဘေးရန်တွေကင်းအောင်ပေးရှိမဲ့မြတ်တာလူအိတ်စာပြေဝသည်ကြောင့်တောင်းစုပြုမယ်ခုမကြာရလိမ့်မလွယ်ပါလို့စစ်ထားတာအေးမြလို့ဆိုင်ရင်လေးလို့အေးမြပါဘဝင်ချမ်းများလို့ရှင်လန်းကြဖို့ရာအိုးပန်းကလေးလို့မွေးပြန်တရားဆိုင်ရင်ပမာဘဝင်ချမ်းများလို့ရှင်လန်းကြဖို့ရာတူနဲ့တူသာမြစ်တာစီနဲ့ချစ်ပါခင်မမနောသစ္စာစကားလေးဆိုမမာသာသူရောကိုပါအင်းကြီးချမ်းသာရလိမ့်ခုမကြာကြပြကောင်းတဲ့တူ